ဒီနေ့မှာတော့ကျွန်တော်မစားရမတောက်ရနဲ့စူထားတဲ့ပတ်စံလေးနဲ့ဝယ်ထားတဲ့ရေမွေးလေးတွေကိုကျွန်တော် review ပေးသွားမှာပဲဖြစ်ပါတယ်။တခုပြောချင်တာကကျွန်တော်အရင်ဆရာကြီးလည်းမဟုတ်ဘူးဒါပေမဲ့ယောက်ျားလေးတစ်ယောက်အတွက်ရေမွေးဆိုတာကလည်းမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလို့ပြောရင်မမှားပါဘူး။ကဲပထမတစ်ခုကတော့ဒီ Amanio ရဲ့ Stronger with you ပေါ့နော်50 ml ကျွန်တော်100 ml မဝယ်ဘဲနဲ့50 ml ဝယ်လိုက်တာပေါ့ဒီကောင်ကတော်တော်ဆွတ်လို့ကောင်းတယ်ဒီကျွန်တော်တို့လိုအေးတဲ့ရာသီဥတုဆိုရင်တော့တော်တော်မိုက်တယ်ပေါ့နော်ဒီကောင်မှာပါတာကျတော့ ran ရယ် vanilla ရယ် lavender ရယ်ဘာမှပြောစရာမလိုတော့လုံးဝချိုစိတ်နေတာပဲဒါပေမဲ့ဒီကောင်ကပူတဲ့ရာသီဥတုမှာဆွတ်မယ်ဆိုရင်တော့အနည်းနဲ့တင်ခေါင်းမူးနိုင်တဲ့ရေမွေးထဲမှာဒီကောင်ပါတယ်ပေါ့နော်ဒါပေမဲ့ day night တွေအတွက်လည်းအဆင်ပြေတယ်ဘာသွားကလပ်သွားတွေအတွက်လည်းအဆင်ပြေတယ်အဲ့လိုမျိုးကောင်မလေးနဲ့ date ချင်တဲ့လူတွေအတွက်ဆိုရင်တော့ဒီ stronger with you absolutely ကတော့မရှိမဖြစ်ကိုလိုအပ်တယ်ပေါ့နော်ဒါပေမဲ့အရန်ပူတဲ့အချိန်မှာသွားဆွရင်တော့အနည်းနဲ့တင်ခေါင်းမူးပြီးတေသွားနိုင်တဲ့ရေမွေးထဲမှာဒီကောင်ပါတယ်ပေါ့နော် lasting ကလည်းတော်တော်ကောင်းတယ်ဒီခန္ဓာကိုယ်မှာဆွမယ်ဆိုရင်7နာရီကနေ10နာရီကြာခန့်တယ်အဲဒီအဝတ်စားမှာဆွရင်တော့ဒီ12နာရီရတွေအများကြီးခံတယ်ပေါ့နော်အေးတဲ့ရာသီဥတုမှာဆိုပူခံတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ Tom Ford ရဲ့ Black Orchid ပေါ့နော်ဒီကောင်ရဲ့အနံ့ကဒီကောင် vanilla ပါတယ်မှုတစ်မျိုးပါတယ်ပေါ့နော်မှုတစ်မျိုးပါတယ်ပြီးတော့ chocolate ပါတယ်တခြား note တွေလည်းပါတယ်ပေါ့နော်ငရုတ်ကောင်းအနံ့တော့နည်းပါတယ် Ford ကတော့ဒါ luxury ဆန်နဲ့သုံးမဲ့တဲမှာဆိုရင်ဒီကောင်လေးပါတယ်ပေါ့နော်အဲ့လိုမျိုး Star Point ပုံစံသွားချင်တာလားဒါမှမဟုတ်အဲ့လိုမျိုးကျန်သမန်ပုံစံသွားချင်တာလားတော်တော်ကြီးကိုမိုက်တယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိပါတယ်ဒီကောင်ကနွေရာသီလုံးဝကိုတိမ့်ကြပါနွေရာသီစွတ်မယ်ဆိုရင်တော့ဒါတော်တော်ကြီးကိုစိတ်ပြတ်ဖို့ကောင်းတဲ့အနံ့လို့ပြောလို့ရမယ်ပေါ့နော်ဒါဆောင်းရာသီ only လုံးဝအေးတဲ့ရာသီဥတုဆိုတော်တော်ကောင်းတယ်ခန္ဓာကိုယ်မှာဖြန်းမယ်ဆိုရင်10နာရီကနေ12နာရီထိခံတယ်အင်ကြီးမှာဖြတ်မယ်ဆိုရင်တော့အကြာကြီးခံတာပေါ့ဒီ Tom Ford ရဲ့ Black Orchid ကပေါ့နော်ဒီ day night တွေမှာလည်းတော်တော်ကြီးကိုသုံးလို့ကောင်းမဲ့ရေမွေးတစ်ခုထဲမှာပါတယ်ကလပ်တွေဘာတွေသွားမဲ့လူတွေအတွက်လည်းတော်တော်ကြီးကိုအဆင်ပြေတဲ့ရေမွေးတစ်ခုလို့ပြောရင်လည်းမမှားဘူးပေါ့နော်ဒါပေမဲ့တစ်ခုပါပဲပူတဲ့ရာသီဥတုမှာသွားဆွရင်တော့ဒါအရှင်လက်လက်ကိုကိုငရဲချလိုက်သလိုဖြစ်သွားမှာပါနောက်တစ်ခုကတော့ Zara ရဲ့ Red Edition for him ပါဒီကောင်ကကြတော့ကျွန်တော်ဈေးတန်လို့ဝယ်လိုက်တာပေါ့နော်တော်တော်လေးလည်းကောင်းတယ် fruity ဖြစ်တဲ့အနံ့မျိုးမှဒီနည်းနည်းချင်းပြုံးအနံ့လည်းရတယ် spice ဖြစ်တယ်ဒီကောင်ကခန္ဓာကိုယ်မှာဆိုရင်9နာရီကနေ9နာရီထိတော့ခံတယ်ပေါ့နော်အဲ့ဒီကြားတိုးတွင်းခံတယ်အင်ကြီးပေါ်မှာဆိုရင်တော့10နာရီလောက်တော့ခံတယ်ဒီကောင်ကျတော့ day အတွက်တော့ဆွလို့ကောင်းတယ်တော်တော်ကောင်းတယ်ပေါ့နော်ဈေးလဲတန်တယ်တော်တော်ကြီးကိုအဆင်ပြေတယ်ပေါ့နော်ဘတ်ဂျက်သမားတွေအတွက်ဆိုရင်တော့ Zara တော်တော်ကြီးကိုကောင်းတယ်ပေါ့နော်Zara ကိုတော့ဒီ Thai Zara store တွေမှာတော့ဝယ်လို့ရတယ်ပေါ့နော်ဒီရေမွေးကိုတော်တော် recommend ပေးတယ် day အတွက်လည်းဆွလို့ကောင်းတယ်အဲ့လိုမျိုး coffee date လေးတွေအဲ့လိုမျိုး office သွားမဲ့လူတွေအတွက်လည်းတော်တော်ကောင်းတယ်ပါတယ်ပေါ့နော်မိုက်ပါတယ်ဒီ Zara ဈေးလက်တန်တယ်ပေါ့အဲ့တော့ကျွန်တော်ရဲ့ရေမွေး collection တွေပဲပေါ့နော်မိတ်ဆွေတို့မှာရောဘယ်နှ blend collection ရှိလဲအောက်က comment မှာဝင်ရေးသွားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့